အာရှမာရီမကောင်ဥရောပအထိပါတက်ပြီးချန်ပီယံကပ်တွေသိမ်းတော့မဲ့အောင်လားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာရွှေရိုးဖိုက်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေအောင်လားအစမ်းတရားမကြခင်နှစ်ပိုင်းအတွင်းဥရောပအထိတက်ပြီးချန်ပီယံကပ်တွေသိမ်းတော့မလားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်အောင်လားအစမ်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကသူ့ရဲ့တပည့်တွေနဲ့အတူ KSW Promotion ကနေစီစဉ်ကျင်းပတဲ့ KSW 105ပြိုင်ပွဲကိုတွားရောက်ခဲ့ပြီးတဲ့နောက်မှာ KSW နဲ့သတင်းတွေကြကြလောင်လောင်ထွက်ပေါ်လာပါတယ်။တခြားတော့မဟုတ်ပါဘူး KSW 105ပြိုင်ပွဲပြီးမှအောင်လားအစမ်းက KSW Promotion နဲ့ပတ်သက်လို့ကြီးကျူးပြောကြားမှုတွေကိုပြုလုပ်ခဲ့တာအကြောင်းရင်း Promotion ရဲ့ဥက္ကဋ္ဌကြီးကိုယ်တိုင်ကလည်းအောင်လားအစမ်းကိုသူတို့ Promotion မှာဖိတ်ခေါ်သွားဖို့စိတ်ဝင်စားတဲ့အကြောင်းအတည်ပြုပြောကြားခဲ့တဲ့သတင်းတွေအကြောင်းအောင်လားက KSW ကိုတွားတော့မှာလားဆိုတဲ့အတန်တွေကကြကြလောင်လောင်နဲ့ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ KSW 105ပြိုင်ပွဲကတော့မြောက်အမေရိကနဲ့အာရှမှာပဲလှည့်လည်ကျင်းပနေတဲ့အောင်လားအတွက်ပထမဆုံးသောဥရောပခီးစဉ်လည်းဖြစ်ခဲ့ပါတယ်။ KSW 105ပြိုင်ပွဲမှာတော့အောင်လားရဲ့တပည့်ကျော်2ယောက်ကပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။တပွဲနိုင်တပွဲရှုံးရလည်းထွက်ပေါ်ခဲ့ပါတယ်။အနိုင်ရရှိခဲ့တဲ့ပေါ်ကျင်းနေမိပေမဲ့ကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်မလာခဲ့ပဲရှုံးပွဲကြုံတွေ့သွားရတဲ့တပည့်ကျော်အတွက်လည်းအောင်လားအဆန်ကစင်မကောင်းဖြစ်နေတာပါ။အောင်လားကပိုလန်နိုင်ငံကိုရောက်ရှိလာခဲ့ပြီး KSW Promotion ကိုလာရောက်ခဲ့တဲ့အကြောင်းကိုပိုလန်နိုင်ငံကမီဒီယာတွေကလည်းဝေဆဆာနဲ့ရေးသားဖော်ပြခဲ့ကြပါတယ်။ KSW Promotion ကိုယ်တိုင်ကလည်းသူတို့ရဲ့လူမှုကွန်ရက်အကောင့်ကနေတဆင့်အောင်လားလာရောက်ခဲ့တဲ့အကြောင်း post တင်ဖော်ပြသွားခဲ့ပါတယ်။အောင်လားကလည်း KSW Promotion နဲ့ပတ်သက်ပြီးအကောင်းမြင်ဝါဒတွေကိုပြိုင်ပွဲအပြီးမှာဖွင့်ရပြောကြားသွားခဲ့ပါသေးတယ်။အထူးသဖြင့် Fighter ရဲ့အပေါ် KSW Promotion ရဲ့ဆက်ဆံမှုကအစဉ်အတန်းခွဲခြားမှုမရှိတဲ့အပေါ်အောင်လားကအတော်လေးသဘောကျနေကြတာဖြစ်ပါတယ်။ KSW က Fighter တွေအပေါ်ဆက်ဆံမှုကိုကျွန်တော်သဘောကျပါတယ်။သူတို့ကအနိုင်ရတဲ့ Fighter ကိုပဲအသားပေးပြီးဝင်းရံတာမျိုးတွေမလုပ်ဘူးဗျ။ရှုံးတဲ့သူအပေါ်မှာလည်းကောင်းမွန်တဲ့ဆက်ဆံမှုတွေပြုလုပ်ပေးပါတယ်။ရှုံးသွားတဲ့ Fighter ကိုအမှတ်တရအဖြစ်ငွေအောင်တစ်စိမ့်လေးပေးတယ်။ဒါက Fighter တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးပါတယ်။ပွဲပြီးမှဆိုရင်စေဝါပြုစုဆောင်ရှောက်မှုတွေလုပ်ပေးကအတော်လေးကိုအားရကြည်နေစရာကောင်းပါတယ်ဆိုပြီးတော့အောင်လားက KSW အပေါ်သူ့ရဲ့အမြင်တွေကိုချီးကျူးပြောကြားသွားခဲ့တာပါ။ဇက်လိုက်ဆိုလိုပဲ KSW 105ပြိုင်ပွဲပြီးလို့တိတ်မချခင်မှာပဲအောင်လားကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။ KSW ကိုလာရောက်ပူးပေါင်းမှုကိုလည်းအောင်လားကိုတိုက်တွန်းပြောဆိုထားတယ်ဆိုပြီး KSW ရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့မာတင်လီဝီနော့စကီကထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ KSW Promotion ကဥရောပဈေးကွက်မှာတော့အတိုင်းအတာတစ်ခုထိနေရာရရှိထားပြီးဖြစ်ပေမဲ့အာရှဈေးကွက်တွေကိုတော့အခုချိန်ထိခြေလမ်းချဲထွင်နိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့်အောင်လားကိုခေါ်ယူပြီးအောင်လားကိုတဲတငင်လုံးပြီးတော့အာရှဈေးကွက်ကိုထိုးဖောက်ဝင်ရောက်ဖို့အတွက် KSW ဘက်ကစဉ်းစားလာခဲ့တာပဲဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးမာတင်လီဝီနော့စကီကကျွန်တော်ဘက်ကအခုချိန်မှာတော့ဘာမှတိတိကျကျမပြောနိုင်သေးပါဘူးဒါကိုနားလည်ပေးစေချင်ပါတယ်ဒီကြတာတစ်ခုကတော့အောင်လားအန်ဆန်းဟာပေါ်ရဲတစ်ခုကိုတီဆောင်ထားနိုင်ပြီးသားဖိုက်တာတယောက်ဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့အနေနဲ့အာရှဈေးကွက်ကိုထိုးဖောက်နိုင်တာမျိုးတွေမရှိသေးပါဘူးတိုက်ကြီးတိုက်ကိုထိုးဖောက်ဝင်အောင်ပြီးဈေးကွက်ဝေစုရယူနိုင်မှုဆိုတာအများကြီးစဉ်းစားရပါတယ်ခက်ပါတယ်လက်ရှိမှာတော့အောင်လားနဲ့ကျွန်တော်တို့ရဲ့အကြောင်းမှာစကားပြောဆိုထားတာလေးတွေပြည့်ပြည့်ပပရှိပါတယ်သူ့ကိုကျွန်တော်တို့စီခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့အတော်လေးကိုပြည့်စုံသွားပါမယ်ဒီကြောင်းနဲ့ပတ်သက်လို့သူ့ကိုတိုက်တွန်းပြောဆိုထားတာလေးတွေရှိပါတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်လက်ရှိမှာတော့အောင်လားက1ချန်ပီယံရှင်းနဲ့စာချုပ်တန်းရှိနေသေးတာဖြစ်လို့ရှေ့မှာဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲဆိုတာကတော့ကန်ဒီကန်မတော့ပြောလို့မရသေးပါဘူးအောင်လားဘက်ကတော့ဒီနေ့ကုန်ပိုင်းမှာ1နဲ့စာချုပ်တန်းကုံဆုံးတော့မယ်လို့ထုတ်ပြောထားတာရှိပါတယ်ပုံမှန်အားဖြင့်1နဲ့ Fighter တွေအကြောင်းမှာစာချုပ်ကတစ်နှစ်ကို3ပွဲထွေးရမယ်ဆိုပြီးတော့သဘောတူညီကြတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့အောင်လားက2နှစ်ပြည့်ဖို့8လလောက်လိုတော့ပေမဲ့2ပွဲပဲထိုးထားရပါသေးတယ်ဝမ်ကလည်းအောင်လားရဲ့ကြာဆင်းလာမှုတွေပေါ်တည်ပြီးတော့သဘောမကျတော့တဲ့အနေအထားကြောင့်အောင်လားပြောသလိုဒီနေ့ကုန်မှာတကယ်ပဲစာချုပ်ကုန်လို့နှစ်ဖက်လမ်းခွဲကြမလားစာချုပ်ကုန်ရင်အောင်လားကရော KSW ကိုတွားပြစ်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်ဒီအချိန်မှာတော့သတင်းတွေကိုသာထပ်မံနားဆင်ကြဖို့ပဲရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ